ကိုယ်ကိုပလုံကောက်တဲ့ကလေးလိုခံစားရတယ် ကျွန်တော်ကောက်တယ်ဟောတငယ်ချင်းတွေပေါ့ မောင်တို့အမောင်ညီမတွေ ဟိုအပြင်နေပါရေးတွားတဲ့ခါပေါ့အရေးကြီးကိစ္စတွေတွားတဲ့ခါ interview တို့ first date တို့တွားတဲ့ခါတွေမှာပေါ့ outfit တွေဒါမှမဟုတ်မျက်နှာမဟုတ်ရင်စပင်ပေါ့ဘယ်ဟာကိုပို့ရောမှလေးထားပြတ် outfit ကောင်းတဲ့တွေ့မှာနေနေ first impression နဲ့ကောင်းအောင်လို့outfit ကောင်းနေလို့ရှိရင်first impression ကလည်းကောင်းတယ်လို့ခံစားရတယ် ဒီမှာစပင်ဖြစ်မယ်ထင်တယ်အောက်ဖက်လာနေလဲစပင်ကပုံမကြရတော်တော်လေးစိတ်ထဲဆို Vivo E7 ကိုတော့သိလား ဟုတ် line မှာမြင်ဖို့ပါတယ် ဆိုင်ဝါလာဘူးလား လာတော့မလာဘူး အဲ့ဆိုရင်ဆိုင်လာတော့မှကြာရင်ဒီကုန်းလေးနည်းနည်းမေးဘလို့ယာယီနဲ့သိပြတာများ ဟုတ် TikTok ကနေဗီဒီယိုတော်တော်များတက်လာတော့တွေ့ရတယ် TikTok မှာဆရာဆိုရင်ဟိုပြင်ပေးရည်တင်တယ်ဒီခါမျိုး ဆရာဆိုကြိုက်တာပေါ့ ဆရာတော့ သပင်ကြောင်အဲ့လို crash ခဲ့ရတဲ့ကောင်လေးမျိုးရှိဘူးလား crash ကကိုကအရင်ကဆိုရင်ကောက်ကောက်လေးသဘောကျ crash ကဆိုရင်ကောက်ကောက်နေဆိုတော့ ဟုတ်ကဲ့ကျွန်တော်ကောက်တယ်အပြင်နေပါတွားတဲ့အခါမှာသပင်ဥမာခေါင်းမလျှော်တာကြာညာဖြစ်ဖြစ်သပင်တေချာပုံသွင်းမိသွားတာမျိုးဖြစ်ပေါ့အဲ့လိုမျိုးချိန်ကြရင်တနေ့တာဘယ်လိုမျိုးခံစားပေါ့ တနေ့တိုင်းရလုံးဝပူနေရ ဒီအကြောင်းပါဆိုရောဘယ်လိုနေမလဲ ကျောင်းဝင်ဆိုရင်တော့ပြင်နေပါမထွက်တော့ခက်နေပါပဲကိုကခေါင်းစွပ်ကြီးဆိုပြီးနေ မဟုတ် စပင်ပုံမကြရအိမ်ထဲမှာပဲနေရများစပင်ပုံမလာလို့ရှိရင် outfit လာလည်းမဝေးချင်တော့အဲ့ကြရဲ့အပြင်ထွက်ရင်ကိုယ့်ကိုပလုံကောက်တဲ့ကလေးလိုခံစားရတယ် ပြောဆိုရင်ချိန်ကောင်းမလားစဉ်းစား လိုက်ပါတယ် လိုက်တယ်နော် လိုက်တယ် အဲ့ဒါတော့မချိန်တော့ဘူး စိတ်မျိုးစိတ် ဟုတ်ကျွန်တော်တော့ဟဲ့ဆက် ဘာပြောနေ စင်ပြေလားသပင်နဲ့ကျွန်တော် outfit နဲ့ ဟုတ်ပြီ ဒီနားမှာနေရလား ဟုတ်ဒီနားမှာမနေဘူးရှင်နည်းနည်းအနေဝေးပဲ တငယ်ချင်းတွေပေါ့ မောင်တို့အမောင်ညီမတွေညီမ ညီမအရင်တွေပေါ့ အရင်က ဟော Vivo E7 ကဒီလိုနေရာမျိုးမှာပေါ့တိုင်း city လိုနေရာမျိုးမှာလာဖွင့်တယ်ဆိုဘယ်လိုမျိုးမြင်လဲအမြင်လေးပြောကြည့်ပါ ကောင်းပါရဲ့ဘာဖြစ်လို့ဆိုတော့ဒီလိုမျိုးတိုင်းစီတီလိုနေရာကလူလဲများရဲဆိုတော့ အဲ့ကြောင့်ကိုသွားနေကြနေရမှာပဲရှိမယ်ဆိုတော့အဆင်ပြေရော ညီမရော ဟုတ်တိုင်းစီတီမှာဖွင့်နေဆိုတော့တော်ဆင်ပြေရပါဘာလို့ဆိုတော့တိုင်းစီတီကလာတာလည်းများတော့ လူများလာပေါ့လူမြင်များပါပေါ့ ဟုတ် မတ်လပိုင်းနဲ့ February လဆုံးလောက်မှာပေါ့ကျွန်တော်တိုင်း city ဆိုင်ခွဲလေးဒီဝေးစမ်းတိုင်း city ဆိုင်ခွဲလေးဖွင့်မှာပေါ့အဲ့တော့ကျွန်တော်9000ကျပ် gift coupon လေးပေါ့ service မှန်များသုံးလို့ရတယ်ပစ္စည်းဝယ်တာလွယ် service ပိုင်းအကုန်လုံးသုံးလို့ရတယ်အဲ့ gift card လေးပေါ့လက်ဆောင်အနေနဲ့ပေးချင်တာပါဟုတ်ကဲ့ကျေးဇူးပါနောက်တစ်ခုကြံသေးတယ်မောရင်ခဏရပ်ပါဆိုတာဘယ်လိုမျိုးမြင်လဲအမြင်လေးပြောကြည့် မောလိုက်ခဏရရေတောက် ဟုတ်လဲဟုတ်တယ်ရေဘူးဆိုတာရေတောက်မောလဲโอเคအဲ့တော့အတိတ်ပဲဘယ်လိုမျိုးလဲဆိုတော့ဘဝမှာကျွန်တော်အရန်ကျုံးကန်လာတဲ့အရန်ကြိုးစားလာတဲ့အချိန်ပင်ပန်းတာရှိရဲဒီမှာဆိုចောင်းစာကြီးလောက်တဲ့အချိန်အရန်ပင်ပန်းလာတဲ့အချိန်ရှိအဲ့လိုချိန်မျိုးကြီးကြမှာခဏကိုယ့်ရဲ့စိတ်ကိုခဏ short ပြီးတော့မှကျွန်တော်ဆိုင်လာ relax လုပ်ဆိုရဲအဲ့လိုမျိုးအတိတ်ပဲလေးနဲ့ပေါ့ကျွန်တော်မောရင်ခဏရက်ဆိုရဲပုံစံမျိုးလေးပေါ့အဲ့လိုလေးစီစဉ်ထားပြီးတာ ဘာပြောနေ before C7 ကတော့ line မှာမြင်ဖို့ပါတယ်တော်တော်လေးကောင်းပါတယ်လုံးဝတချို့ဆရာတွေဆိုရင်စပင်းညက်တဲ့ပုံစံကိုလိုချင်တိုင်းရပြီလုံးဝပုံကြပါတယ် TikTok marketing အရင်ကောင်းတယ်လို့မြင်တယ်ဘာလို့ဆိုတခြားဒီရန်ကုန်မဟုတ်ပဲနဲ့အောင်မ TikTok မှာမြင်ပြီးတော့မလေးရလာတဲ့လူတွေပါဆိုပြီးတွေ့ပွဲလေအဲ့လိုဆိုတော့ TikTok marketing အရင်ကောင်းတယ်လို့ထင်တယ်အဲ့လိုဆိုတော့နောက်လဲ marketing ပိုကောင်းပြီးတော့အများကြီးအောင်လို့ပါ โอเคမင်းတို့ကျွန်တော်နွေရာသီဆိုပူမာဆိုလို့ရေတံဥပါတစ်ခါပေး အာ